ဒီနေ့မှာတော့ teacher က talking about the rain နဲ့ပတ်သက်ပြီးတော့ BBC Learning website မှာရှိတဲ့ဒီ topic လေးကိုမြန်မာလိုပေါ့နော် translate လုပ်သွားမှာဖြစ်ပါတယ်ကျမတို့ conversation လေးမစခင် introduction နဲ့ vocabulary လေးကိုလေ့လာကြည့်အောင် Georgie and Neil have a real conversation in easy English about the rain Georgie နဲ့ Neil ကသူတို့နှစ်ယောက်ကဒီ rain နဲ့ပတ်သက်ပြီးတော့ real conversation လုပ်နေပါတယ် the wet weather for which England is famous အင်္ဂလန်နိုင်ငံမှာနာမည်ကြီးတဲ့ဆွတ်ဆွတ်တဲ့ရာသီဥတုကြောင့်ပြောမှာဖြစ်ပါတယ် learn to talk about ဘာသင်ရမှာလဲဆိုလို့ရှိရင် one is speeding drizzling pouring မိုးတစ်ပေါက်ရွာတဲ့အကြောင်းရယ်မိုးဖွဲရွာတဲ့အကြောင်းရယ်မိုးတိထန်စွာရွာတဲ့အကြောင်းရယ်ဒါတွေကျွန်တော်တို့ဒီနေ့လေ့လာမှာဖြစ်ပါတယ် okay vocabulary လေးတွေကိုအခု highlight လေးလုပ်ပြထားပါတယ် vocabulary လေးတွေအနေနဲ့ကြတော့ပထမဆုံးတွေ့ရတာက speeding raining lightly မိုးဖွဲရွာတယ် speeding နဲ့ drizzle က rainy lightly နှစ်ခုလုံးကမိုးနည်းတယ်မိုးနည်းတာကိုပြောတယ် okay အတိအကျထပ်ပြီးတော့ဘာသာပြန်ရမယ်ဆိုရင် with small to medium drops spaced farther apart မိုးပေါက်လေးတွေကတေးတယ်တစ်ပေါက်ကကြတော့လေဝေးတယ်ပေါ့နော် with lots of very small drops spaced close together နည်းနည်းလေး speed နဲ့ဆာလို့ရှိရင် drizzling ကကျတော့မိုးပေါက်လေးတွေကနည်းနည်းလေးနီးသွားပြီမိုးပေါက်လေးလည်းနည်းနည်းကြီးတယ်ပေါ့ pouring rainy heavily မိုးတဲထန်စွာရွာတာမျိုးကျွန်တော်တို့က rainy heavily လို့မျိုး pouring လည်းပြောလို့ရတယ် soaks very wet အရန်ကိုဆိုးသွား soak to the skin soak to the bone အဲ့ဒါကကျတော့ဆိုးသွားတာကိုအဝတ်စားလေးပါမကျန်အရေပြားထိဆိုးသွားတာကိုတင်ထားပြီးတော့ soak to the skin soak to the bone completely wet through all your clothes အဝတ်စားနေတစ်စိမ်ခန္ဓာကိုယ်တစ်ခုလုံးအရေပြားထိဆိုးရွှဲသွားတာကိုပြောပါတယ် caught in the rain မိုးမိသွားတာ rain on when and prepare for wet weatherဆိုတဲ့ရာသီဥတုကိုမိုးရွာမယ်ဆိုတာကိုကြိုတင်မသိဘူးလမ်းခုလက်မှာမိုးမိသွားတာမျိုးပြော sorry refreshing cooling and invigorating okay refreshing ဆိုတာကကျွန်တော်တို့ပြန်ပြီးတော့ပေါ့နော်မိုးရေသွားလိုက်တဲ့ခါကျရင်မိုးရေချိုးမိတာမျိုးပဲဖြစ်ဖြစ်မိုးမိသွားတဲ့ခါမျိုးပဲဖြစ်ဖြစ်အရန်ပူနေတဲ့ရာသီဥတုကနေမိုးရွာလိုက်တယ်ဆိုလို့ရှိရင်လန်းဆန်းသွားစေတဲ့ feeling မျိုးကိုကျွန်တော်တို့ refreshing လို့ခေါ်တယ်ပေါ့နော် okay so transcript လေးကိုစလိုက်ကြရအောင် Neil နဲ့Georgie နဲ့ conversation လုပ်တဲ့အပိုင်းလေးကိုစကြရအောင် hello and welcome to Real Easy English the podcast where we have real conversation in easy English to help you learn I'm Georgie Real Easy English ကနေကြိုဆိုပါတယ် The podcast where we real conversation in easy English to help you learn I'm Georgie သူတို့နှစ်ယောက်က Real Easy English လုပ်တဲ့ podcast ပေါ့နော်အပြန်အလှန်ပြောတဲ့ podcast ကမင်းရဲ့အင်္ဂလိပ်စာကိုအကူအညီဖြစ်စေမှာပါတဲ့ကျွန်မ Georgie ဖြစ်ပါတယ်တဲ့ Okay Neil ကပြောတယ် I'm Neil why not try the video version of this podcast on our website သူတို့ website မှာဒီ video လေးကိုပေါ့နော်ဒီ subtitle လေးနဲ့ဘာလို့လာပြီးတော့ try မကြည့်ရလဲ worksheet တွေရှိတယ် subtitle တွေရှိတယ်အဲ့တော့သူတို့ podcast လေးကကျတော့ဘယ် website မှာလဲဆိုရင် bbclearningenglish.com တွေ့ရပါတယ် Hello Neil how are you today Neil ရေနေကောင်းရဲ့လား I'm fine thank you Georgie ငါနေကောင်းပါတယ်ကျေးဇူးပါ Georgie I'm jealous of you though because you've just been on an amazing holiday ငါမင်းကိုအားကြလိုက်တာဘာလို့လဲဆိုတော့မင်းကအရန်ကောင်းတဲ့ holiday ကိုရခဲ့တယ်ပေါ့နော် I have ဟုတ်ပါတယ် I've just got back from South Africa South Africa ကိုမကြသေးခင်ကမှ South Africa ကနေပြီးပြန်ရောက်တယ် I've just got back yesterday မနေ့ကမှပြန်ရောက်တာ and it's already raining and green အစလေးကလည်းအဲ့ဒီမှာမိုးရွာပြီးတော့မိုးတွေအုပ်မိုင်းနေတယ်ပေါ့နော်တိမ်နေထူနေတယ်ပေါ့ alreadyမိုးကရွာနေတာလားအဲ့ဒီမှာလဲ It's been raining all the time since you have been away ဒီမှာလဲအစကတည်းကမိုးကရွာနေတယ်ကောင်းကောင်းရွာနေပြီပေါ့နော် so မင်းအဲ့ကိုသွားကတည်းကမိုးကဒီမှာကောင်းကောင်းရွာနေပြီ Really oh no ဟုတ်ကွယ်ဟုတ်လား or it seems ကြည့်ရတာ yes we are talking about rain today ဒီနေ့ rain ကြောင့်ဆွေးနွေးကြတော့မယ်ထင်တယ်ကျွန်တော်တို့က yes ဟုတ်ပါတယ် which is good အဲ့ဒါကကောင်းတယ် because we have a lot of it here ဒီမှာလဲမိုးကကောင်းကောင်းရွာနေတယ်ဆိုတော့မိုးကြောင်းလေးကိုဆွေးနွေးတာကောင်းပါတယ် has it been so the last 2 weeks has it been right light rain heavy rain ပြီးခဲ့တဲ့နှစ်ပတ်ကလေးကဒီမှာမိုးကဖွက်ဖွက်ရွာတာလားကောင်းကောင်းရွာတာလားအရန်ရွာတာလားပေါ့နော် all kinds of rain Georgie အမျိုးမျိုးပါ Georgie က We've had heavy rain ဒီမှာမိုးကတဲထန်စွာလဲရွာတယ် We've had showers shower ကကျမတို့ရေချိုးတဲ့ shower နဲ့ဒီ showers နဲ့မတူရှင့်ရေချိုးတဲ့ဒီ shower ဘန်းကိုကျမတို့တက်ပြောတယ်ဒီ showers ကကျတော့ကျမတို့ကမိုးကတစ်ခါလေကြာရင်ပုံတိုင်းထန်တယ်လို့လေဒီမိုးတွေနဲ့လာပြီးရင်ပြန်တိတ်သွားတယ်ပေါ့နော်မိုးကခဏပဲပေါ့ခဏပဲရွာပြီးပြန်တိတ်သွားတဲ့ပုံစံမျိုးလဲရွာတယ်နေပူလိုက်မိုးရွာလိုက်ကျမတို့ဒီမြန်မာနိုင်ငံမှာဆိုပြောကြတယ်လေအဲ့လိုမျိုးတစ်ခါလေကြာရင်လဲမိုးကပုံတိုင်းနဲ့လေတွေနဲ့မိုးလာပြီးတော့ပြီးရင်ပြန်ရက်သွားတယ်ဒါမျိုးကိုကျမတို့ showers လို့ခေါ်တယ် Okay so we've had drizzle မိုးကဖွက်ဖွက်လေးလဲရွာတယ် it's been spitting sometime တစ်ခါလေကြာရင်ဖွက်ဖွက်လေးရွာပြီးတော့လေတွေနဲ့လွင့်ပြီးတော့မိုးပေါက်လေးတွေကပါသွားတယ် spitting လို့ပြန်ဖြစ်သွားတယ်ပေါ့နော် Okay တစ်ပေါက်တစ်ပေါက်ကနေမိုးလေးတွေကအစုံတိုက်ရင်လည်းတက်သွားတယ်တိတ်သွားတယ်ပေါ့နော် so Okay, so drizzle and speeding
these are a word we used to describe light rain so well. Drizzle နဲ့ speeding ကကျတော့မိုးနေတာကိုကျမတို့ကဖော်ပြတယ်မိုးဖွက်ဖွက်ရွာတာကိုဖော်ပြတဲ့စကားလုံးတွေဖြစ်ပါတယ် This rain is light rain အဲ့ဒီ drizzle နဲ့ speeding ကမိုးနေတယ်မိုးဖွက်ဖွက်ရွာတယ်ဆိုပေမဲ့ but you can still get wet from it ဒီမိုးတွေကနေမင်းဆိုနိုင်တာပေါ့ Can you ဟုတ်တယ်မလား Drizzle is like very small droplets of rain that are everywhere. Drizzle ကနေရာတိုင်းမှာတစ်စက်ပေါ့နော်တစ်စက်နေရာတိုင်းမှာကျပြီးတော့နည်းနည်းမိုးပေါက်လေးတွေကပေါ့နော်ဘယ်လိုပြောမလဲဆိုလို့ရှိရင် speeding နဲ့စာလို့ရှိရင်တော့ပေါ့နော်မိုးပေါက်လေးတွေက drizzle ကနေရာတိုင်းမှာအဲ့လိုချဲပြီးတော့ပေါ့နော်ရွာတယ်ပေါ့ Okay so speeding is rainy speeding ကကျတော့လေမိုးရွာတာပဲဒါပေမဲ့ lightly drizzle သက်စာလို့ရှိရင် speeding ကမိုးနည်းနည်းနည်းတယ်ပေါ့ so the drops are bigger တကယ်လို့ဒီ drizzle နဲ့ speeding ကလည်းမိုးပေါက်လေးတွေနည်းနည်းပေါ့နော်တစ်ခုနဲ့တစ်ခုကမိုးပေါက်ကြီးတယ်မိုးပေါက်သေးတယ်အဲ့လိုမျိုးကွာခြားမှုတော့ရှိတယ်ဒါပေမဲ့အဲ့နှစ်ခုလုံးကျမတို့က it's not so heavy အရင်ရွာတယ်လို့ပြောလို့မရဘူး okay so yeah and then we can say it's pouring ဒါကိုကျမတို့ကမိုးတဲလာပြီဆိုလို့ရှိရင် pouring လို့ခေါ်တယ် that means it's heavy rain အဲ့ဒီဘက်က heavy rain ဖြစ်တယ် and that means you can get quiet word ကောင်းကောင်းလေးဆိုသွားမယ် yeah you need to take an umbrella ထီးလို့တယ် because the worst thing အဆိုးဆုံးကတော့ to get caught in the rain မိုးမိသွားနိုင်တာ so အဲ့ဒါက that means အဲ့ဒီဘက်ကတော့ you're unprepared for the rain မိုးမပြင်ဆင်တာ and then you just get soaking wet မိုးမပြင်ဆင်ထားတဲ့ပုံမှာဆိုရွှဲနေအောင်မိုးရီဆိုတာပါတယ် no one wants that ဒါလည်းဘယ်သူမှမလုပ်ချင်ပါဘူး no you can get soaked to the skin ဟုတ်ဘူးမင်းကလုံးဝကိုအင်ဂျီပါအပါဝင်အရေပြားထိတောင်ဆိုသွားတာ oh yeah ဟုတ်တာပဲ soak to the skin or even soak to the bone အရိုးထဲထိတောင်ဆိုစိတ်နေအောင်ဆိုသွားလိမ့်မယ် oh that means to be completely wet ကောင်းကောင်းဆိုသွားတာကိုခေါ်ပါတယ် all your clothes are soaking wet မင်းဝတ်စားတွေအားလုံးလည်းရွှဲနစ်နေအောင်ဆိုသွားပါတယ် so Georgie it rains a lot in the UK မှာမိုးကောင်းကောင်းရွာနေတယ်ဆိုတော့က do you like rain မင်းမိုးကြိုက်သလား I do ကြိုက်ပါတယ် actually ပြောရမယ်ဆိုရင်တော့ I know it's a strange answer ဒီကပြောရမယ်ဆိုရင်ဒါကအရန်ထူးဆန်းတဲ့နည်းနည်းပေါ့သူ့တက်နည်းနည်းစိမ့်တဲ့အဖြေပေါ့နော် but I do enjoy the rain ဒါပေမဲ့သူမိုးရွာသည်ကိုတော့သူကြိုက်ပါတယ်ပေါ့ not all the time အချိန်တိုင်းရွာနေတဲ့မိုးတော့မကြိုက်ဘူး no one wants the rain all the time ဘယ်သူမှတော့မိုးတစ်ချိန်လုံးရွာနေတာကိုကြိုက်လိမ့်မယ်မဟုတ်ဘူး but I like it rain when it rains because it gives you an excuse to stay inside and rest မိုးရွာလိုက်တဲ့ခါကြလို့ရှိရင်တော့မိုးရွာတဲ့အတွက်ကြောင့်မို့လို့ gives you an excuse အကြောင်းပြချက်ကတော့အိမ်မှာနေမယ်အနားယူမယ်အဲ့လိုခါမျိုးကြလို့ရှိရင်တော့အဲ့မိုးသူကြိုက်ပါတယ် and I also like being inside with blankets အိမ်ထဲမှာစောင်လေးချုပ်ပြီးနေရတာ nice pajamas ညအိတ်ကောင်းကောင်းပေါ့နော်ညအိတ်ဝတ်ကောင်းကောင်းအိတ်ဝတ်ပြီးတော့အိမ်နေရင်ကောင်းကောင်းလေးဝတ်ပြီးအိမ်မှာနေရတာမျိုးဆိုလို့ရှိရင်တော့သူကြိုက်တယ် okay so when it's raining outside အပြင်မှာမိုးရွာပြီဆိုလို့ရှိရင် you feel မင်းခံစားရတယ် cozy and warm ဆိုတော့နှွေးထွေးတဲ့ခံစားမှုလေးခံစားရတယ် so yeah ဒါကြောင့်မလို့ I don't mind the rain အိမ်ပြန်ပြီးတော့နားလို့ရတယ်မိုးရွာတဲ့အတွက်ကြောင့်မလို့အိမ်ပြန်ပြီးနားလို့ရတယ်ဆိုတော့အကြောင်းပြချက်ကိုရရှိလေးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ cozy and warm ဆိုရယ်နွေးနွေးထွေးထွေးခံစားချက်ကိုရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ I don't mind the rain ဒီမိုးကြိုက်တယ်ပေါ့ just not all the time အချိန်တိုင်းရွာနေတာမျိုးတော့ပြောတာမဟုတ်ဘူးเนาะ what about you မင်းရောဘယ်လိုလဲပေါ့ I don't really like the rain I don't really like rain ငါတကယ်မိုးကိုမကြိုက်ဘူး but it's okay maybe in winter because we expect it to be rainy ဘာကြောင့်လဲဆိုလို့ရှိရင်စောင်းရာသီမှာမိုးရွာမယ်ဆိုတာကိုမင်းဒါမှမဟုတ်ငါတို့ကြိုပြီးသိထားတဲ့အတွက်ကြောင့်မလို့အဲ့လိုကြိုသိထားတဲ့အချိန်မှာမိုးရွာလို့ရှိရင်တော့သိပြဿနာမရှိဘူး and probably don't spend much time outside the way အပြင်မှာလည်းတိတ်အချိန်မဖြုံးတော့ဘူးပေါ့နော်မိုးရွာမယ်သိတဲ့ခါကျတော့ true ဟုတ်ပါတယ် I don't really like rain in the summer နွေရာသီမှာမိုးရွာတာတကယ်မကြိုက်ဘူး but summer like this is a good season အရန်ကောင်းတဲ့ရာသီဥတုဖြစ်တယ် yeah ဟုတ်ပါတယ် so don't spoil it အရန်ကောင်းတဲ့ရာသီဥတုကိုမိုးရာသီကဖျက်ဆီးလိုက်မှာဘူးသူမကြိုက်ဘူး Yeah, I used to live in Barcelona in Spain. Spain နိုင်ငံရဲ့ Barcelona မြို့မှာနေခဲ့တော့ဆိုလို့ရှိရင် and it didn't rain very much there. အဲ့ဒီမှာမိုးတိတ်မရွာဘူး။ဘာလို့လဲဆိုလို့ရှိရင်တဲ့ and I actually မိုးမရွာတဲ့အတွက်ကြောင့်မို့လို့သူကမိုး makes the rain လွမ်းလာတယ် because every day you wake up နေ့တိုင်းအဲ့ရနိုးတာနဲ့ it's sunny and you think I need to go outside နေသားလာတယ်ပြီးတော့ I need to go outside အပြင်သွားရမယ်လို့ထင်တယ် but I like to stay inside sometime တခါတလေမှလည်းအိမ်ထဲမှာနေချင်တယ်ပေါ့ကွယ် so Neil ကပြောတယ် I suppose the rain can be refreshing sometimes တခါလေကြာရင်လည်းမိုးရေချိုးလိုက်တာကလန်းဆန်းသွားမယ်လို့ယုံကြည်နေရပေါ့နော်ယူဆရပေါ့ကွယ် That's true ဟုတ်တာပေါ့ That is true when it is rainy မိုးရွာတဲ့ခါကြာလို့ရှိရင် what do you like to do မင်းဘာလုပ်ရတာကိုကြိုက်လဲ Neil ကပြောတယ် well sometimes you just have to go out မင်းအပြင်ကိုသွားမယ်
don't you မသွားဘူးလား you can just stay in မိုးရာသီမှာမိုးရွာတိုင်းအိမ်ထဲမှာနေလို့မရဘူးလေ so I think if you go out into the rain မိုးရာသီအပြင်မှာသွားမယ်ဆိုလို့ရှိရင် sometimes it's not as bad as you think it's going to be မဆိုးပါဘူးအပြင်သွားရတာဆိုတာမျိုးဖြစ်လေရှိတယ်ဘာလို့လဲဆိုတော့ when you are in your house looking through the window thinking မိုးအပြင်မထွက်ခင်တော့အိမ်ထဲကနေပြီးတော့ပတင်းပေါက်ကလေးလှမ်းကြည့်လိုက်မယ်ဆိုရင်တော့ I don't want to go out အပြင်မသွားချင်ဘူးဆိုတဲ့ခံစားချက်ဖြစ်တယ်ဒါပေမဲ့တစ်ခါတလေကြာရင်လေ sometimes it's not as bad as you think it's going to be အပြင်သွားတဲ့ခါကျရင်ထင်ထားတာတလောက်တော့မစိုးဘူးလို့အဲ့လိုမျိုးခံစားချက်လေးတွေဖြစ်ပါတယ်ရှင် yeah and you feel maybe refreshed after being out in the rain တခါတလေလဲမိုးရေထဲသွားလိုက်တယ်ဆိုလို့ရှိရင်လမ်းဆန်းကောင်းလမ်းဆန်းနိုင်ပါတယ် yeah so I've talked about living in Barcelona မှာနေခဲ့တဲ့အကြောင်းပြောတော့ where it doesn't rain as much အဲ့ဒီမှာမိုးတိတ်မရွာတဲ့အကြောင်းပြောခဲ့တယ်ပေါ့နော် and I actually miss the rain more around လွမ်းနေ but what about you မင်းရောဘယ်လိုလဲ Neil what do you like to live somewhere where it doesn't rain as much မိုးကောင်းကောင်းမရွာတဲ့နေရာမျိုးမှာဆိုရင်မင်းနေမယ်ဆိုရင်ရောကြိုက်ပါမလား okay yeah I think ငါထင်တာကတော့ less rain မိုးနေခြင်းဟာ would be good for me ငါအတွက်ကတော့ကောင်းတယ် but I think like you ငါမင်းလိုပဲတွေးတယ် I would mix rain မိုးတိတ်မရွာဘူးဆိုရင်မိုးလွမ်းလာလိမ့်မလားမသိဘူးเนาะ I think what I like or would like ငါသဘောကျတတ်တဲ့ဟာမျိုးကဘယ်လိုလဲဆိုရင် is the weather to be more regular ရာသီဥတုကပို့ပြီးတော့မှန်မယ် so ဘယ်လိုပြောချင်တာလဲဆိုတော့ if I knew that ငါကသိတယ်ပေါ့နော်ဘယ်လိုသိတာလဲဆိုရင် it would rain for a couple of hours every evening ညနေတိုင်းကတနားရီနှစ်နာရီလောက်မိုးရွာတယ်ဆိုရင်ပုံမှန်ရာသီဥတုဖြစ်တယ်ဆိုရင်တော့မိုးကိုငါကြိုက်လိမ့်မယ်ထင်တယ် That's fine ကောင်းပြီ but ဒါပေမဲ့ in this country ဒီနိုင်ငံမှာတော့ you don't know what's going to happen from 1 minute to the next minute with the weather ရာသီဥတုက10 minute နေပြီး10 minute ဘာဖြစ်မလဲပြောလို့မရဘူးပေါ့လေ yeah and that's annoying basically ပြောမယ်ဆိုရင်အဲ့ဒါကစိတ်ပြက်စရာအရင်ကောင်းတယ် okay let's recap the language we heard during the conversation ဒီ conversation မှာကျွန်တော်တို့ပြောထားတဲ့ vocabulary တွေ language တွေပြန်နှွှေးကြရအောင် we talked about light rain ကြောင့်လည်းပြောတယ်မိုးနေတယ်ပေါ့နော် and words that you can use for light rain are is drizzling or is speeding drizzling နဲ့ speeding ကြောင့်လည်းကျွန်တော်တို့ကပြောသွားတယ်We also talk about heavy rain မိုးများတယ်ဆိုတဲ့အကြောင်းလည်းပြောသွားတယ်အဲ့ဒါကို and we can say it's pouring လို့လည်းခေါ်လို့ရတယ် and if it is pouring တကယ်လို့မိုးများတယ်ဆိုလို့ရှိရင် you can get soaked ဆိုရွှဲနေသွားမှာပါ you can get soaked to the skin or soaked to the bone အဝတ်စားတွေကနေပြီးတော့အရေပြားထိအရိုးထဲထိတောင်စိတ်နေအောင်ဆိုသွားမှာပါเนาะ and soaked to the skin means you get completely wet ကောင်းဆိုသွားတာကိုပြောပါတယ် all your clothes are wet အင်ဂျီတွေလည်းဆိုကုန်တယ် not a nice feeling ခံစားချက်လည်းမကောင်းဘူး哦 we also heard the expression to be caught in the rain အဲ့တော့မိုးမိတယ်ဆိုတဲ့ပုံစံမျိုးလေးလည်းကျွန်တော်တို့ကြားခဲ့ရပါတယ် which means that you're and prepare for the rain မိုးကိုကြိုပြီးတော့မပြင်ဆင်ထားပဲအတွက်ကြောင့်မလို့လမ်းခုလမ်းမှာမိုးမိသွားတာကိုဆိုလိုပါတယ်ရှင် but sometimes if it's really hot and it rains တခါတရံမှာအရန်ပူလာပြီးတော့မှမိုးရွာလာတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုခံစားရလဲဆိုတော့ it's refreshing လမ်းဆန်းသွားတဲ့feeling လေးကိုခံစားရတယ် it makes you cool down and feel good အေးသွားပြီးတော့ခံစားချက်လေးလည်းကောင်းလာတယ်ပေါ့ and that's it for this episode of Real Easy English. Why not test what you've learned using the worksheet on our website? Go to bbclearningenglish.com ဘာလို့သူတို့ BBC Learning English မှာ worksheet တွေလာမရှာကြလဲပေါ့ worksheet တွေလာပြီးတော့စူးစမ်းပြီးရှာပြီးလို့ရှိရင် worksheet လေးနဲ့ပြင်ပြီးတော့ခုန real conversation လေးကိုတွဲပြီးတော့လုပ်မယ်နားထောင်မယ်အဲ့လိုလေးဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေနေပေါ့နော် learners တွေအတွက်ကဒီ vocabulary တွေဒီ sentence လေး conversation လေးရဲ့ memorize ကိုပေါ့နော်ပို့ပြီးလုပ်နိုင်တယ်ပေါ့ go to bbclearning.com အဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ bbclearning.com က worksheet လေးကိုရှာပြီးလုပ်ပါလို့ပြောချင်ပါတယ်ပေါ့နော် we'll be back next week with another real conversation in easy English ကျွန်တော်တို့နောက်တစ်ပတ်ကျရင် real conversation easy English နဲ့ပြန်ပြီးတော့လာခဲ့ပါမယ် bye for now bye bye ပါရှင် see you then Georgia ပြောရ see you then ဒါဖြစ်နောက်မှတွေ့ကြတာပေါ့